လူတိုင်းမှာကိုဖြစ်ချင်တဲ့ဆန္ဒလေးတွေတစ်ခုစီရှိတတ်ကြတယ်။တချို့ကချမ်းသာခြင်းနဲ့တချို့ကပျော်ရွှင်ခြင်းနဲ့တချို့ကရုပ်ရည်လှပခြင်းကျွန်တော်ကတော့အပူပင်ကင်းကင်းနဲ့ဘဝကိုအေးချမ်းစွာဖြတ်သန်းခြင်းနဲ့就把这样了高兴年了高兴了当天没说了要那天要给我们多照顾就把感受我要存在的就把了对我都可以就在这里全部抓到了你问这么谁一直要你们保卫小队努力找到姑姑半队友啊？哦，我的舅舅呢？摸到，没在那摸到你，哎，带我一张呢。đi mà đi vào mẹ ta-da